တကမာလုံးကစောင့်ကြည့်နေရတဲ့ MMA လောကရဲ့အကြီးအကျယ်ဆုံးသောပွဲစဉ်တွေကတစ်ခုဖြစ်တဲ့ One Friday Fights 154ပွဲကြီးကတော့ရောက်ရှိလာပါပြီ။ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရင်ခွန်စွာနဲ့စောင့်မျှော်နေကြတဲ့ Rook နဲ့ Malikin တို့ရဲ့ Heavyweight Champion လူပွဲအပါအဝင်ထိပ်တန်းဆိုင်သားတွေရဲ့ပွဲကောင်းတွေကိုကြည့်ရှုရတော့မှာပါ။အထူးသဖြင့်ကျွန်တော်တို့ရဲ့ပရိသတ်အချစ်တော် Super League ရဲ့အဆုံးဖြတ်ပွဲစဉ်တွေလည်းပါဝင်နေတာကြောင့်ဒီနေ့ပွဲကတော့လုံးဝကိုအလန်းစားဖြစ်နေမှာအတိအကျပါပဲ။ကဲပထမဆုံးအနေနဲ့ကျမတို့ Super League အကြောင်းကိုပြောရအောင်ပါ Super League ဟာ Nabi Anand နဲ့ပြက်လက်ရင်ဆိုင်ရမယ့် rematch ပွဲစဉ်ဟာသူ့အတွက်တကယ်ကိုအရေးကြီးတဲ့အလျက်ပေါင်းတစ်ခုပါ Nabi ဟာအရက်6ပေ4လက်မှရှိပြီးတကယ်ကိုခက်ခဲတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်တယ်လို့ Super League အတွက်ကတော့ဒါဟာသူဟာဘယ်လောက်ထိတော်တဲ့ legend တစ်ယောက်လဲဆိုတာတက်တည်ပြရမယ်ပွဲပါဒီပွဲမှာသာ Super League ရှုံးနိမ့်သွားမယ်ဆိုရင်သူ့ရဲ့ fighter ဘဝဟာတဖြည်းဖြည်းချင်းအနားယူရမယ့်အခြေအနေကိုရောက်သွားနိုင်တယ်လို့တောင်သုံးသပ်ကြပါတယ်။ဒါကြောင့် Super League အနေနဲ့ဒီပွဲမှာသူ့ရဲ့အစွမ်းစားတွေကိုအပြည့်အဝထုတ်ပြပြီးနိုင်ပွဲရယူဖို့ပြင်ဆင်လာမှာပါ။နှစ်ယောက်လုံးကတော့90-50အခွင့်အရေးရှိနေပြီးဘယ်သူကအမှားနည်းမလဲဆိုတာစောင့်ကြည့်ရမှာပါပဲ။နောက်ထပ်တစ်ကမ္ဘာလုံးကိုတုံ့လုစေမဲ့ပွဲစဉ်ကတော့ Rook နဲ့ Anatoly Malikin တို့ရဲ့ Heavyweight MMA World Championship ပွဲစဉ်ပါပဲ။ Malikin ကတော့သူ့ကိုအနိုင်ယူသွားခဲ့ဘူးတဲ့ Rook ကိုလက်စားချေဖို့ပြင်းပြင်းထန်ထန်ပြင်ဆင်လာပါတယ်။သူဟာ One Championship ရဲ့ဘရင်တဆူဖီချောင်းပြန်လဲတက်သေးပြဖို့အတွက်သူ့ရဲ့ပြင်းထန်တဲ့လက်သီးတွေမြန်ဆန်တဲ့တိုက်ခွက်တွေနဲ့ပြန်လာမှာပါ။ဒါပေမဲ့တစ်ဖက်မှာရှိတဲ့ Rook ကလည်း short တွက်လို့မရပါဘူး။သူဟာအခုထိလည်းတာမာနေစေဖြစ်တယ်လို့ Malikin ထက်ခန္ဓာကိုယ်တိဆောက်ပုံနဲ့အင်အားမှာပိုတာနီလာကိုတွေ့ရပါတယ်။ Malikin ကလက်စားချေနိုင်မလားဒါမှမဟုတ် Rook ကတဲ့ထပ်မံကင်ပေါက်ပြီး Champion ပွဲကိုထိန်းသိမ်းသွားမလားဆိုတာကတော့တကယ်ကိုရင်ခုန်စရာပါပဲ။ဒီပွဲကြီးမှာမပြီးသေးပါဘူး။ Lightweight MMA ပွဲစဉ်အဖြစ် Kate Ruotolo နဲ့ Hiroyuki Teizuka တို့ရဲ့ပွဲကောင်းတွေလည်းပါဝင်ပါသေးတယ်။ Inner Circle မှာရှိတဲ့ fighter တွေဟာတယောက်ထက်တယောက်အားနည်းချက်မရှိအောင်ပြင်ဆင်လာကြတာဖြစ်လို့ပွဲစဉ်တိုင်းဟာ10မိနစ်တောင်မျက်တောင်မခတ်တန်းကြည့်ရမှာပါ။ Malikin ကတော့ပြောထားပြီးသားပါ။သူ့ရဲ့မြန်နှုတ်နဲ့အင်အားကိုသုံးပြီး Rook ကိုအလဲထိုးပစ်မယ်လို့ကြွေးကြော်ထားပါတယ်။ကဲပရိသတ်ကြီးရဲ့ဒီလောက်အထိကြမ်းတမ်းပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ One Friday Fights 154ပွဲကြီးမှာဘသူတွေကအနိုင်ရရှိသွားမလဲလို့ထင်ကြပါသလဲ။ Super League ရဲ့နိုင်ပွဲကိုမြင်တွေ့ရမလား။ Malikin ကပဲကလဲကြားခြေသွားမလားဆိုတာမိမိတို့ရဲ့ထင်မြင်ချက်တွေကို comment မှာရေးသားပေးခဲ့ကြပါဦး